အားလုံးပဲမင်္ဂလာပါစွမ်းအား electronic ရဲ့40 year 40 days mini CD ကနေပြီးတော့ပြန်လဲကြိုဆိုပါရစေနောက်ထပ်မေးခွန်းလေးတစ်ခုကတော့မီးအားဝင်အနေဆုံးက85လောက်ရှိပြီအားအတက်အကျကတော့စက္ကန့်နဲ့အမျှပြောင်းလဲနေတယ်တကောင်ခွဲလောက်ပဲရှိတဲ့ရေမျိုးမော်တာသုံးကျင်ရင်တဲ့ဘယ်လိုမီးအားမြင့်ဆက်မျိုးနဲ့တွဲသုံးသင့်ပါတယ်တဲ့မေးထားတဲ့မေးခွန်းလေးဖြစ်ပါတယ်ဟုတ်ကဲ့ဒီမေးခွန်းလေးကိုဖြေပေးရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဝင်မီးအား85မှာကျတော့မီးအားကအရန်နည်းလွန်းတယ်ပေါ့နော်သူကကျတော့အဓိကကျွန်တော်တို့ဒီ line တင်ပိုင်းပဲသုံးလို့ရမယ်အနေထားပေါ့နော်ဒီ85ကနေပြီးတော့မှကျွန်တော်အဝင်မီးက130လောက်ဆိုရင်တော့ကျွန်တော်တို့ဒီ 3kV တော့လောက် 6kV တော့လောက်ပေါ့နော်ဒီရေမျိုးမော်တာကသုံးလို့ရနိုင်ပါတယ်တခုရှိတာကဘာလဲဆိုတော့ဒီစက္ကန့်နဲ့အမျှပြောင်းလဲနေတဲ့ဒီအဝင်မီးအားဆိုရင်တော့ကျွန်တော်တို့ဒီမီးအားမြင့်ဆက်တွေမှာဒီ relay ဆိုရင် relay တွေပေါ့နော် relay တွေ point နာတာမျိုးပေါ့ဒီ service ပိုင်းကတော့လိုက်ရမယ့်လိုက်ချက်တွေတော့ရှိသွားမှာပေါ့နော်အများအားလို့မီးအားကဒီ85 100ဒါမှမဟုတ်ရင်တက်လာပြီဆိုလို့ရင်ကျွန်တော်တို့150 190လောက်တော့ဒုံးဆိုပြီးတော့မှလူအသုံးရက်သွားရင်တက်သွားလိုက်ပြီးလို့ရင်ချက်ချင်းဝိုင်းဆွဲကြပြီဆိုလို့ရင်ဒီ185 90ပေါ့နော်အဲ့လောက်မှအများနဲ့ပြေးနေခဲ့တယ်ဆိုရင်ကြတော့ဒီကျွန်တော်တို့ဒီရေရှည်ပေါ့နော်ရေရှည်သုံးမယ်ဆိုလို့ရင်တော့ကျွန်တော်ဒီ engine တက်တဲ့ဒီ C နဲ့ပေါ့နော်C နဲ့သုံးလို့ရမယ်ဒီ engine တက်ဟာတွေကိုသုံးတာတော့လူချင်းမင်းတို့အတွက်တော့ပို့ပြီးတော့မှရေရှည်အတွက်ဆိုရင်တော့အဆင်ပြေမယ်ပေါ့နော်တခုရှိတာကကျွန်တော်တို့ဒီမီးအားကအများနဲ့အဲ့လိုမဟုတ်ဘဲနဲ့တော့မှဒီညပိုင်းလောက်မှာပေါ့နော်ညပိုင်းလောက်မှာဆိုလို့ရင်ဒီ130ထပ်ပေါ့နော်130 140 150လောက်မှာရှိခဲ့မယ်အဲ့ချိန်ရောက်မှရေတင်ခဲ့မယ်ဆိုရင်ပေါ့နော်အဲ့ချိန်မှာရေတင်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ခုနပြောသလို 3kV တော့လောက် 6kV တော့လောက်ပေါ့အဲ့ဒါကိုအသုံးပြုလို့ရပါတယ်လူကြီးမင်းတို့အသုံးပြုလို့တော့ဒီမီးအားမြင့်ဆက်များကိုအဝယ်မမားဖို့အတွက် KB အဝယ်မမားဖို့ပြီးရင်အသုံးပြုမဲ့ဆက်အဝယ်မမားဖို့အတွက်ဆိုလို့ရင်လူကြီးမင်းတို့အိမ်မှာအသုံးပြုမဲ့ဒီပစ္စည်းတွေပေါ့နော်ပစ္စည်းတွေရယ်ပြီးရင်သုံးကျင်တဲ့ KB တွေကိုတိတိကျကျလေးဖြစ်အောင်လို့ကျွန်တော်တို့ဒီစွမ်းအား electronic company ကိုဖုန်းဆက်ပြီးတော့၎င်းကိုယ်တိုင်ကိုကြကျွန်တော် showroom မှာလာပြီးတော့မှမေးမြန်းစုံစမ်းပြီးတော့မှဆွေးနွေးတိုင်ပင်ပြီးတော့လေလာရောက်ဖို့အတွက်လည်းဖိတ်ခေါ်ပါတယ်40 day ရဲ့အစီအစဉ်လေးရာနောက်ရက်တွေလည်းရှိဦးမှာဖြစ်တဲ့အတွက်တည်လို့ရများရှိခဲ့တယ်ဆိုလို့ရင်ကွန်မန့်မှာရေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်